ဒီလိုတွဲလောင်းတို့ကြီးလဲဒါပြန်ရောက်တယ်စိုက်မဆောင်နော်စွန်းထာနော်စွန်းထာနော်ဒီကောင်ကကျတော့ဒူနာနော်အဲဒီလိုမျိုးလေးတုံမန်းဆက်တွေနော်ပြန်ရောက်ပြီနော်ဖလန်စာဟောင်းဘယ်အင်ကြီးလုံးကြီး၃မျိုးကြားချုံဆောင်တသိန်းကျော်မှာပေါ့နော်မီဇိုတွေထောင်းမီထဲမှာကျွန်တော်တို့ဒါအဖြူကလာခဲ့တယ်ဒီမှာနော်ဒူနာလေးကုတ်ဆောက်မှာကျွန်တော်တို့ဒါအဖြူလာတွေပါမယ်တိတိနော်မတူပီပြီးအရှိုးနော်ပြီးမီဇိုဒါလေးလည်းအစုံရှိရနော်စိုက်မှာအသင့်ရှိတယ်ပတ်ဆိုင်ကလေးတွေလည်းပါအောင်မယ်နော်ပတ်အောက်ချင်းငယ်ထိုးအားလုံးမင်္ဂလာပါဗျာဂျယ်ရူဘဲကနေပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ဒါပစ္စည်းလေး၃တုပ်ပေါ့လေဒါအနေငယ်လေးကျွန်တော်တို့ဒါအထဲမှာအလှတွေပါတယ်အတူတူဖောက်ကြည့်အောင်ကျွန်တော်တို့ဒါထုံးစံတိုင်းပဲဒါခေါင်းပေါင်းလေးတွေပါမယ်နော်ယောက်ျားလေးခေါင်းပေါင်းလေးတွေပါမယ်ဒါကတော့ကျွန်တော်တို့ဒါတော့ကုတ်ဆပေါ့နော်ဒီကောင်လေးကတော့ကုတ်ဆရမယ်ကုတ်ဆပါမယ်ဖလန်ကုတ်ဆပါမယ်နော်ဒါကြောင့်ကျွန်တော်တို့ဒါအစင်မပြတ်ပေါ့နော်ကျွန်တော်တို့ဒါဒီဗီဒီယိုထဲမှာလည်းကျွန်တော်တို့ဒါလက်ကောက်တွေပစ္စည်းအစုံရှိတယ်ဒါလည်းကျွန်တော်တို့ဒါထပ်ဝင်တာပေါ့နော်၄လိုင်းနေ၅လိုင်းနေစိုင်မှာလည်း1လိုင်း2လိုင်း3လိုင်း4လိုင်း5လိုင်းဆိုပြီးရှိတယ်နော်စတိုးကြီးလည်းကျွန်တော်တို့ကဒါပြန်ဖြည့်ရတယ်ပေါ့နော်စိုင်ဆိုတော့လဲနော်ပစ္စည်းတွေကတော့အစင်သင့်ရှိတယ်နော်အကုန်လုံးဒါတွေပါမယ်ပြီးရင်ဒီမှာပန်ဒူဒါကတော့ပါလေနော်ဒါပါနေကြဒီဇိုင်းလေးပေါ့နော်ဒူနာလေးနော်ဒူနာပါမယ်ဒါလည်းကုတ်ဆပေါ့နော်ကျွန်တော်တို့အပြည့်လိုင်းစင်ဖလန်ကုတ်ဆနော်ဖလန်ကုတ်ဆတွေနော်ငါတော့ဖလန်ကုတ်ဆဒါကတော့ခုနကပြောတယ်ဒါတော့1 set ပေါ့နော်ဒီကောင်တော့1 set အမိတ်ကလေးတွေပါမယ်ကာလာတွေပါမယ်မြန်လေးပြဒါနဲ့စကားမဆက်နော်ဒါကတော့ကျွန်တော်တို့ဒါအထုပ်ဖောက်တဲ့ဗီဒီယိုဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒါဈေးနှုန်းတော့တေချာမသိသေးဘူးပေါ့နော်တစ်ခုချင်းစီကျွန်တော်ဈေးနှုန်းမသိသေးဘူးအထုပ်ဖောက်တဲ့ဗီဒီယိုဖြစ်ပါတယ်ကျွန်တော်ကြိုတင်ပြီးမှလည်းပြောပါတယ်နော်ညာကျွန်တော်ဒါနောက်နေ့ကျရင်တော့ဓာတ်ပုံလေးတွေဗီဒီယိုလေးနဲ့အတူကျွန်တော်ဒါထပ်ပြီးမှပြပြီးမှဒါကတော့ကျွန်တော်ဒါစောစီးစီးအရင်ဦးဆုံးရွေးချင်တဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့မှအထုပ်ဖောက်ပြတဲ့ဗီဒီယိုဖြစ်တယ်ပစ္စည်းတွေဒါတွေရောက်တယ်ဆိုတဲ့အကြောင်းပေါ့လေနော်ထပ်ရောက်တယ်ပေါ့ပစ္စည်းတွေတော့ထပ်ရှိပါတယ်နော်ဒါလည်းဒီကောင်လည်းခေါင်းပေါင်းပဲနော်ခေါင်းပေါင်းနေလေကျွန်တော်တို့ဒါရတယ်နော်ခေါင်းပေါင်းနေရမယ်အဖြူတွေရမယ်အစိမ်းတွေရမယ်ဟာခါးတွေလည်းရှိရနော်ဟာခါးလည်းရှိမယ်ဒီလိုဖြူနဲ့လည်းရှိမယ်နော်ကာလာတွေရှိမယ်ပတ်ဆိုင်အိတ်တွေရမယ်ဒါလည်းခေါင်းပေါင်းတွေပဲနော်ခေါင်းပေါင်းတွေများတယ်နော်ခေါင်းပေါင်းတွေပါမယ်ကျွန်တော်ဒီမှာဒီလိုတွဲလောင်းတို့ကြီးလဲဒါပြန်ရောက်တယ်စိုက်မှာလဲကျွန်တော်ဒါအနီအနဲ့ဟာခါဖလန်နော်ပြီးရင်တိတိန်နော်မတူပီပြီးအရှိုးနော်ပြီးမီဇိုဒါလေးလည်းအစုံရှိရနော်စိုက်မှာအသင့်ရှိတယ်နော်တခါတည်းကျွန်တော်ဒါအင်ကြီးဆိုရင်လည်းအင်ကြီးပေါ့လေတကွင်းချင်းဆိုလည်းတကွင်းချင်းနော်ဒါလေးတွေရမယ်နော်ပြီးရင်ကျွန်တော်ဒီမှာပတ်စံအိတ်တွေပါမယ်နော်ပတ်စံအိတ်ကလေးတွေနော်ပတ်စံအိတ်တွေပါမယ်နော်ပတ်စံအိတ်တွေပါမယ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 ်ပြီးရင်ကျွန်တော်ဒါကုတ်ဆပေါ့နော်ကုတ်ဆအောင်မှာကျွန်တော်ဒါအဖြူနော်အဖြူရမယ်နော်အဖြူတွေနော်ကုတ်ဆတွေဒါကတော့ဒါခေါင်းဘက်ပေါ့နော်ခေါင်းဘက်ကကြောတော့ဒီမှာဒါတော့ဟာခါလိုင်းစင်းပဲပေါ့နော်ဟာခါလိုင်းစင်းเนี่ยသူကတော့2000ကျော်ပေါ့နော်သူကတော့2000ကျော်တယ်ပြီးရင်ဒီကောင်လည်းကုတ်ဆပဲနော်ကုတ်ဆပဲဒီကောင်ကကြောတော့ဒါကာလာလေးတွေပေါ့အဝါလေးတွေနဲ့တူနော်အဝါလေးတွေရမယ်အဝါတွေရမယ်ဒီမှာကြည့်ခဲလေးရမယ်နော်ခဲတွေရမယ်အဖြူတွေရမယ်အဝါတွေရမယ်နော်အဲ့လိုမျိုးလေးတွေပေါ့နော်ကာလာလေးတွေနဲ့အတူနော်ဒါလည်းကုတ်ဟွာပေါ့ပြီးရင်ဒီမှာဟာခါလေးရမယ်ဒါကကျတော့ဇာညက်ပေါ့နော်ဇာညက်ကိုမှကျွန်တော်တို့ကတစ်ဖက်ပါမယ်နော်အင်ကြီးပါမယ်အင်ကြီးစားပါမယ်ခြုံဆောင်ပါမယ်ဇာညက်ကိုမှဒီကောင်ကအပြည့်လားဒူနာလားဆိုတော့ဒူနာလေးနော်ဒူနာရမယ်ပြီးရင်ဒီကောင်ကကျတော့
စွန်းထားနော်စွန်းထားနော်စွန်းထားအင်ကြီးလုံးကြီးနော်ပြန်ပါမယ်ဒါကတော့ဟာခါနော်သူကတကွင်းချင်းလည်းရတယ်ဝမ်းဆက်လည်းရတယ်နော်နော်တကွင်းချင်းကောဝမ်းဆက်ကောနော်ဒါတော့ဒီမှာဒူနာဆိုလဲဒူနာပေါ့ဗျာနော်ဝမ်းဆက်ဆိုလဲဝမ်းဆက်ပေါ့နော်ဒူနာလည်းရတယ်အပြည့်လည်းရတယ်แต่ตัวကြတော့ကျွန်တော်တို့တသိန်းကျော်2သိန်းကျော်3သိန်းကျော်နော်တသိန်းကျော်2သိန်းကျော်3သိန်းကျော်အဲ့လိုရမယ်ဒီမှာကုတ်စနော်ဒါကုတ်စတွေပြီးရင်ဒီမှာဒါလည်းနော်ဖလန်စာဟောင်းကမှကုတ်စနော်စာဟောင်းကုတ်စနော်အဲ့လိုမျိုးတွေရမယ်ပြီးရင်ကျွန်တော်တို့နောက်တစ်ထုပ်ဖောက်ရအောင်ဒီမှာကျွန်တော်တို့ကာလာတောက်ကလေးလိုချင်တော့ဒီမှာဗျာနော်နှစ်ကြိုက်ကွင်းလုံးကြီးတီးတဲ့ဒါတော့ခုနကပြတဲ့အနီအနက်ကိုမှကျွန်တော်တို့တစ်ဖက်အင်ကြီးလုံးကြီး3မျိုးတစ်စုံလည်းရတယ်တကွင်းချင်းလည်းရမယ်နော်ပဝါတီးတဲ့ဆိုလည်းရတယ်နော်ခြုံဆောင်တီးတဲ့ပေါ့နော်အဲ့လိုမျိုးလည်းရတယ်နော်ဒါရတော့ဟာခါရီနော်ဒါကတော့ခုနကကာလာပေါက်ကွဲပေါ့နော်အမြန်လေးပြလိုက်မယ်နော်ဒီလိုလေးသူကကာလာပေါက်တွေလာမယ်နော်ပတ်စံကြီးတွေပါမယ်ဒီလိုအောက်ချင်းရဲ့ပတ်စံကလေးတွေလည်းပါအောင်မယ်နော်အောက်ချင်းရဲ့ထိုးလေးနော်အောက်ချင်းရဲ့ပတ်စံကလေးတွေပါမယ်မီဇိုးပါမယ်နော်ဒီမှာပတ်စံအိတ်တွေပါမယ်ပတ်စံအိတ်တွေပေါ့နော်ပတ်စံအိတ်တွေလာပြီးပန်းဒီဇိုင်းတွေပေါ့ဗျာနော်အလှကြီးတွေဒီလိုမျိုးပန်းအလှကြီးတွေရမယ်နော်ဒီလိုပန်းအလှကြီးတွေပါမယ်ဒီလိုပန်းအလှတွေပါမယ်နော်ဒီလိုပန်းအလှတွေပါမယ်နော်ကာလာတွေပေါ့ဗျာနော်ကာလာတွေဒါတွေကတော့ကျွန်တော်တို့ကခြုံဆောင်ကြားခြုံဆောင်တသိန်းကျော်မှာပေါ့နော်နော်တသိန်းကျော်ကြားခြုံဆောင်နော်ဒီလိုမျိုးနော်ရပြီနော်ဒီလိုလေးတွေပြီးရင်ဒါလေးလည်းဟိုပေါ့ခြုံဆောင်နေပေါ့ဗျာနော်ခြုံဆောင်နေပေါ့ဒါလေးဆိုလဲဒါတသိန်းကျော်နော်တသိန်းကျော်ဒါလေးလည်းကျွန်တော်တို့ကချက်ခုတ်ကမှဒါတွေကဒူနာမှာကျွန်တော်တို့ဟိုပေါ့တုံမန်းဆက်တွေနော်ပြန်ရောက်ပြီနော်ဒါတုံမန်းဆက်တွေဟာတစ်ဖက်ပါမယ်အင်ကြီးပါမယ်လုံကြီးပါမယ်နော်ကာလာတွေကတော့မျိုးစုံပဲနော်အနည်းနော်ဒါကတော့ဟိုနော်တုံမန်းဆက်လေးအနေချင်းပါမယ်ဒါတွေကတော့ဒူနာတွေပေါ့နော်အပြည့်အဲ့လိုမျိုးပါမယ်ကဲဒီကောင်ကြီးတွေကတော့ချက်ခုတ်ကြီးတွေဒီကောင်ကြီးတွေကတော့အပြည့်စင်ကြီးတွေပေါ့ဗျာနော်ဒီကောင်ကတော့3သိန်းကျော်လားမသိဘူးကျွန်တော်ဈေးတော့သိချာမသိဘူးပေါ့ဗျာနော်ဒီလိုမျိုးလေးတွေနော်တစ်ဖက်ပါမယ်အင်ကြီးပါမယ်လုံကြီးပါမယ်နော်အစင်တွေကတော့မကာလာပြောင်းနေလည်းထပ်ရှိမယ်နော်ကာလာပြောင်းနေလည်းထပ်ရှိမယ်ကာလာဟိုမှကျွန်တော်ဒီလိုမျိုးဒူနာပေါ့နော်အယောင်ခွဲတွေလည်းလာတယ်နော်တစ်ဖက်ပါမယ်အင်ကြီးပါမယ်လုံကြီးပါမယ်နော်အဲ့လိုမျိုးလေးတွေရမယ်နော်โอเคကျွန်တော်ဒါထပ်ပြဒါလည်း1 set ပဲဒီအစင်တွေကတော့အများကြီးပါတယ်ဒီတတုတ်ထဲမှာတော့ဒီအစင်တွေကတော့ပုံများ1 set သူကတောင်စင်ပေါ့နော်ဒီလိုတောင်စင်မှာကာလာတွေပါမယ်နော်ပြီးရင်ဒါလည်းထင်းရှူနော်ဒီလိုချစ်ကလေးတွေလည်းပါအောင်မယ်ဒါလေးလည်းအရန်လာတယ်သူကရှားပါလေးတွေဒီကောင်လေးဆိုရင်နော်ဒီကောင်လေးရှားပါလေးတွေပါမယ်ပြီးရင်ကျွန်တော်တို့ဒါဂျိတ်တွေပါမယ်ဒီကောင်လေးကတော့4000ကျော်ကျွန်တော်ဈေးနှုန်းသိတယ်ဒီကောင်လေးက4000ကျော်နော်သူကဒူနာလဲလာတယ်ဒီကောင်လေးကဆိုကာလာလေးလာတယ်နော်ဒါဆိုတော့ကုတ်စာပေါ့နော်ဒါကုတ်စာတွေပါမယ်နော်ပြီးရင်မှာဒါလေးကုတ်စာတွေပါမယ်ဒါတော့စောင်းပေါ့ sorry ဒါတော့စောင်းနော်စောင်းတွေပါမယ်နော်မီဇိုတွေ
နော်ဒါတော့ဟွာပေါ့တပက်ဟွာဦးပတ်ဆိုင်ကလေးတွေနော်ပတ်ဆိုင်ကလေးတွေနော်ပတ်ဆိုင်ကလေးတွေနော်ပတ်ဆိုင်ကြီးတွေကတော့အများကြီးပဲဒီတစ်ခေါက်တော့နော်ပြီးရင်ဒီမှာရှားပါလေးတွေနော်ရှားပါလေးတွေဒီလိုလေးတွေရမယ်နော်ပစ္စည်းတွေထပ်ဝင်တယ်ပေါ့ဗျာနော်နော်ကာလာတွေကာလာအဲဒါကတော့တစ်မျိုးပုံစံအော်ဒါဒူနာဒီကောင်လေးကျော်3000ကျော်နှစ်ကိုက်ကွန်းတစ်ကွန်းချင်းလုံးကြီးတီးတဲ့နော်ကြလာပြီဗျာကျွန်တော်ဒါဒေါင်းမီလေးတွေဒေါင်းမီကတော့ကျွန်တော်ဒါမပါမဖြစ်ပေါ့လေနော်သွားတော့4000ကျော်မယ်နှစ်ကိုက်ကွန်းတစ်ကွန်းချင်းလက်ရက်လက်ကောက်ကလေးနော်2000ကျော်မူလလက်ဟောင်းပစ္စည်းနော်ပါမတော့ကျဲမတော့မူလလက်ဟောင်းပစ္စည်းပဲနော်ဈေးတော့4000ကျော်မယ်နော်ဒီမှာအဲဒီလိုပတ်ဆိုင်ကလေးတွေနော်ဒါလည်းခုနကပြတဲ့ကုတ်စားနော်နော်ဒီမှာကဲရှာပါလေးဒေါင်းမီထဲမှာကျွန်တော်တို့ဒါအဖြူကလာခဲ့တယ်ဒီမှာဒေါင်းမီအဖြူလေးဒေါင်းမီထဲမှာအဖြူလေးဒီမှာအဖြူရဲ့အနဲ့ရဲ့အဖြူလေးရဲ့အနဲ့ကလေးရဲ့နော်အနဲ့ကတော့ကျွန်တော်တို့ကဒါအမြဲတမ်းလာနေကြပေါ့နော်အဖြူလေးဝတ်ချင်လဲဒါအဖြူရမယ်နော်စင်တူလေးဝတ်ချင်လဲရတယ်နော်စင်တူလေးဝတ်ချင်လဲရတယ်နော်အဲ့လိုမျိုးလေးပါမယ်ဒါကတော့ကျွန်တော်တို့ဒါပလင်းပေါ့လေနော်ရွှေကြီးကန်ဟိုမှာဒီကောင်ကကျတော့ဒူနာရွှေကြီးကန်ဟိုမှာဒူနာအပြည့်လဲရှိတယ်နော်စိုက်မှာအပြည့်လဲရှိတယ်သူကတော့ဒူနာနော်1 set ဒီကောင်က1 set နော်ဒါလေးတွေတော့ချိတ်ကလေးတွေပေါ့ဗျာနော်ဟုတ်ကဲ့ဒါလေးတော့ကျွန်တော်ဒါဒီနေ့ရောက်တဲ့ပစ္စည်းလေးပေါ့နော်ဒါလေးကျွန်တော်ဓာတ်ပုံလေးနဲ့တေချာပြန်ရိုက်ပြီးတော့မှဈေးနှုန်းလေးနဲ့တော့ပြန်ပြောပေးမယ်နော်ဆိုင်ကတော့68လမ်း333လေးမန္တလေးမြို့ချယ်ရီဦးချင်းဝဒီဇိုင်းဆိုင်ကမနက်7:00နာရီညနေ6:06ခွဲထိဖွင့်ထားတယ်ကျေးဇူးတင်ပါတယ်နောက်နေ့မှပြန်လည်ဆုံတွေ့အောင်မယ်